ကဲအားလုံးပဲမင်္ဂလာပါနော်ဇာတာစစ်ဆရာမလေးမပါပါကျမဒီနေ့မှာလေဒီတဲရော့ဘာသနာရှင်တွေပေါ့နော်တဲရော့နဲ့ပတ်သက်ပြီးတော့မိကွန်းတွေဘလူတွေမိကွန်းတွေဖြေမေးရမလဲမိကွန်း question and answer တွေပေါ့နော်အဓိကတဲရော့မေးတဲ့လူတွေမှာ question မရှိဘူးလေတော်တော်များများကEAS နဲ့ပတ်သက်တဲ့ဟာတွေပဲမေးတာတော့တကယ်တော့ tarot မှာမိကွန်းမောင်းတွေအများကြီးရှိတယ်မိကွန်းတွေအများကြီးရှိတယ် the most important question ဆိုလို့ရှိရင်ဥပမာ8 question 9 question ပေါ့နော်အရေးကြီးတဲ့မိကွန်းတွေ10မျိုးလောက်9မျိုးလောက်ထိပေါ့နော်အဲ့ဒါမျိုးတွေထိဒီဘဝရဲ့ life မှာပေါ့နော်သွားပြီးတော့ဒီ tarot နဲ့ချိတ်ဆက်ပြီးတော့ယုံကြည်တဲ့သူတွေပြောတာနော်ကိုယ့်ရဲ့ဘဝမှာဥပမာလမ်းပြောင်းနေရဆိုလို့ရှိရင်ဒါကတ်တီနဲ့ရှာဖွေတယ်ကတ်ဘယ်လိုလုပ်ရမလဲဒါ universe ရဲ့နောက်ပြီးတော့ကိုယ့်ရဲ့အဆောင်ရှောက်ပုဂ္ဂိုလ်တွေကနေပြီးတော့လမ်းညွှန်တာပေါ့နော်ဘာတွေလှုပ်ဆိုပြီးတော့ဘေးကနေခြံရံပြီးတော့သွားတယ်ပေါ့နော်ဒီတော့ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့မိကွန်းတွေအများကြီးဒါရှိတယ်အဲ့ဒီမိကွန်းတွေနဲ့ပတ်သက်ပြီးတော့လေ sharing လုပ်ပေးမယ်ပြီးလို့ရှိလို့ရှင် tarot နမိတ်ဖတ်တဲ့ဒီဖတ်တဲ့အခါမှာပေါ့နော်ဒီဘယ်လိုမျိုးတွေcollective reading နဲ့ပတ်သက်ပြီးတော့အဲ့ဒါမျိုးတွေknowledge တွေပေါ့နော် sharing knowledge လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဋိဌံတင်ထားတဲ့ post တွေလည်းတောက်လျှောက်တင်သွားမှာဖြစ်ပါတယ်အဋိဌံတွေပဲတင်မှာအဋိဌံတွေတင်မယ်ဆွဲမယ်အဋိဌံတွေတင်မယ်ဆွဲမယ်အဋိဌံတွေတင်မယ်ဆွဲမယ်เนาะ pick up ပိုင်းတွေဆွဲမယ်အဲ့ဒီအတွက်ကြောင့်မလို့ account အသစ်လေးကိုဖွင့်ထားတယ်အဲ့ဒီ account အသစ်လေးကို tarot ဝါသနာရှင်တွေပဲဝါဖြစ်ပြီးပါเนาะ join ပြီးပါ tarot နဲ့ပတ်သက်တဲ့ဝါသနာရှင်တွေပဲဒီ account ကကြတော့နောက်ပိုင်းမှာသူကဒီ personal group နဲ့ပတ်သက်တဲ့ knowledge sharing တွေရယ်နောက်တစ်ခုကိုကဒါမှာဆိုရင်မြန်မာဘေဒင်ပေါ့ဒါကကြတော့မြန်မာဘေဒင်နဲ့ပတ်သက်ပြီးတော့ဒါကျွန်မ lamb လုပ်ခဲ့တဲ့ရသမျှအကုန်လုံးကိုဒီ account လေးမှာပြောပြမယ်နောက်ဟိုဘက်က account ကကြတော့နောက်တစ်ခု link ချထားတဲ့ account ကကြတော့ကျွန်မအနောက်တိုင်းနဲ့ပတ်သက်တဲ့ human design လိုမျိုးတွေနောက်ဒီ tarot နဲ့ပတ်သက်တာလေးတွေဒီဘဝရဲ့နဲ့ပတ်သက်ပြီးတော့ life journey ပေါ့ကိုယ့်ရဲ့ life journey မှာသွားမဲ့spiritual ဘိုင်းလေးတွေပါဒီအခု link ချပေးထားတဲ့အကောင့်မှာ sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ tarot ကြီးပဲတည်တံ့ဝါသနာပါတယ်ဆိုလို့ရှိရင်တော့ဟိုဘက်ကို join ပေးပါเนาะဟိုဘက်မှာ tarot ဒီ spiritual နဲ့ပတ်သက်တဲ့ဟိုပါပေါ့ knowledge sharing လေးပေါ့เนาะအဲ့ဒါလေးပါမယ်အဲ့ဒီအတွက်ကြောင့်မလို့အရင်ပြောစရာကောင်းပါတယ်เนาะဒီဘက်အကောင့်ကတော့ဇာတာစစ်ပြီးတော့မြန်မာဘေးရင်အတွက်တည်တံ့မြန်မာဘေးရင်နဝင်းဘေးရင်ပေါ့ဘေးရင်နဲ့ပတ်သက်တဲ့အရာတွေကို share သွားပေးမယ်ကတိအကြောင်းလို့အများကြီးပဲလေမြန်မာမှာလည်းဘေးရင်နဲ့ပတ်သက်ပြီးတော့ရှိတာပေါ့နော်ကြိုးစားကြိုးကြီးဒီအကြောင်းတက်ရောက်မှာဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းလေးနောက်ပြီးကျတော့ဒီမှာကျတော့ဘာတွေ share ပေးမလဲဆိုတော့အခုဒါကိုယ့်ရဲ့ရည်စားဟောင်းတွေပြန်လာမဲ့အစီအရင်တွေပေါ့နော်အဲ့ဒါမျိုးလေးတွေကို share ပေးမှာဖြစ်တယ်เนาะကဲနောက်ဗီဒီယိုမှာတွေ့ကြရအောင်